ဝိတ်ချမဲ့သူတွေအတွက်ကယ်လိုရီလောင်ကျွမ်းမှုရှယ်အားကောင်းတဲ့လေ့ကျင့်ခန်းအချို့ကိုဒီနေ့ sharing လုပ်ပေးမယ်စလိုက်ကြအောင် let's go okay ပထမဆုံးလေ့ကျင့်ခန်းလေးကိုကစားတဲ့အခါမှာခြေထောက်အကျယ်ကိုပခုံးအကျယ်လေးတိုင်းထားမယ်နှစ်ထင်လေးနားကိုလက်ဖွားလေးနဲ့အခုလိုမျိုးလေးထောက်ထားမယ်ဘယ်တောင်ညာဒူးတိုက်မယ်ညာတောင်ဘယ်ဒူးတိုက်မယ်အခုလိုမျိုးပုံစံလေးတိုင်းမယ်ကစားပေးပါအခုလိုမျိုးလေးလောက်ရတာလွယ်ကူသွားပြီဆိုရင်တော့အခုလိုမျိုးလေးအောက်ကိုထိုင်ချမယ်ပြန်ထားမယ်ဘယ်တောင်ညာဒူးတိုက်မယ်ပြန်ထိုင်မယ်ဘယ်တောင်ညာဒူးတိုက်မယ်အခုလိုမျိုးပုံစံလေးထပ်မှန်ကြမ်းကြမ်းလေးကစားပေးလို့ရပါတယ်ဒုတိယလေ့ကျင့်ခန်းလေးကိုကစားတဲ့အခါမှာလည်းနှစ်ထင်လေးပေါ်မှာလက်ကလေးတင်မယ်ဒူးလေးနဲ့တတောင်လေးနဲ့အရင်တိုက်မယ်ပြီးပြီဆိုမှလက်ဖွားလေးနဲ့လှမ်းဆန့်ပြီးတော့တိုက်မယ်ဘယ်တောင်ညာဒူးညာတောင်ဘယ်ဒူးခုလိုမျိုးဘယ်ညာပြောင်းပြီးတော့ကစားပေးရမှာဖြစ်ပါတယ်โอเคနောက်တဲ့လေ့ကျင့်ခန်းလေးကိုကစားတဲ့အခါမှာစကွက်လေးထိုင်ချလိုက်မယ်ခါးလေးကိုဘေးလေးကိုအနှဲငယ်ကိုင်းပြီးတော့ညာဘက်လက်ဖွားလေးနဲ့ဘယ်ဘက်ဖက်နှောင်လေးကိုလှမ်းပြီးတော့ထိမယ်ထိုင်ချမယ်ပြန်ထမယ်ခါးလေးကိုဘေးကိုစောင်းမယ်ဘယ်ဘက်လက်ဖွားလေးနဲ့ညာဘက်ခြေဖက်နှောင်လေးကိုထိပြီးတော့အခုလိုမျိုးလေးဘယ်ညာကစားပေးရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမလို့ထင်ပါတယ်ပတ်တူးမှာပြန်တွေးကြပါမယ်